မင်္ဂလာပါခင်ဗျာ TY Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ဆရာကြီးငွေဦးတောင်းရဲ့ဗုဒ္ဓစာပကြီးဓမ္မကူဆရာတော်နဲ့အနာဂံမေတော်ကြီးဆိုတဲ့ရုပ်ပြကာတွန်းလေးကိုတင်ဆက်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးအားပေးကြပါအောင်နော်ကမ္မထမ်းလို့တို့အာယုံဆူဆိုင်မှုများလိုက်တော့ကြောင့်ဇေဒီတော်ဝိပြတ်ခဲ့ရသည်မှာ3ရက်ရှိသွားပြီဇေဒီဝင်းကျင်တွင်အမိုက်တရိုက်များရှုပ်ပွားနေရောမီလွန်ခဲ့သော3ရက်ကကတ်လူထားခဲ့တဲ့ပန်းများသည်လည်းညှိုးနွမ်း၆တွေ့နေရောမီယနေ့ညနေတော့ဇေဒီဝိပြုတ်လေဦးမှာပဲဆရာတော်သည်အတွေးနှင့်အတူကျောင်းထဲမှထွက်ခဲ့တယ်ကျောင်းမှထွက်သည့်နှင့်ကပ္ပိယတကာကြီးကကြိုတင်ခူးဆွတ်ထားသောတောပန်းတောင်ပန်းများကိုဆရာတော်အားဆက်ကပ်ရင်ဇေဒီတော်စီကိုဆရာတော်ကြွမလို့ထင်ပါရဲ့အရိယာပုတ်ဂယုဆိုင်ပါအောင်ဖေဟာတရားကလည်းတရားပေါ့သို့ပေမဲ့ဆရာတော်ကျောင်းလေးကမထွက်တာ3ရက်ရှိသွားပြီလေတာဓုနန်းလိမ္မာရင်ရုတ်သက်တာပါတယ်ကွယ်ဆရာတော်ဤအရိယာပုတ်မြကျမ်းမာရေးကိုရှေ့ရှုကဂယုနာထားလျှောက်ထားခဲ့သောကပ္ပိယကြီးကရိုးသေးစွာရှိခိုးကြော့လိုက်တယ်ထို့နောက်တွင်နော်တပည့်တော်အိမ်မှာမြေးကလေးနေမကောင်းဖြစ်နေလို့အိမ်ပြန်ခွင့်ပြုပါဗျာကပ္ပိယကြီးပြန်သွားမှတောင်ထိပ်ဇေဒီတော်စီတို့ဆရာတော်တက်ခဲ့လေတယ်အဖော်တဟဲတပည့်တကာကိုအားထား၍တောထွက်ခဲ့ခြင်းမဟုတ်တော့လဲဤတောင်ကြီးရွာလေးကစွန့်ခံရွာဂေါရဝဂါမီပြု၍ပဝင်းချင်းကင်းစိတ်တာယာလှတဲ့ဤတောင်ပြီလားတောနှစ်တောင်ကိုအမိပြုကစီစဉ်လိုက်စဉ်ကပင်ယရနာသုံးပါးကိုရိုသေကိုင်းညွတ်သောဤတကာကြီးကစေတနာလျောက်ကပ္ပိယတောင်ဝင်ကိုယူလာခဲ့တယ်ဤတကာကြီးကပင်ဥဆောင်၍ဆရာတော်သတင်းသုံးရန်နှင့်တရားအထုတ်ရန်တင့်လျော်တဲ့တောကြောင်လေးတစ်စောင်းကိုလည်းစောက်လုပ်လူတန်းခဲ့ပေတယ်။ထို့မြတော်မကတောရမြောက်လောက်အောင်ရွာနှင့်အလှမ်းဝေး၍တောင်ပေါ်သို့လည်းတက်ရသေးသောဤတောရကျောင်းလေးမှာရေခတ်ပေးခြင်းတပြက်စီးလဲပေးခြင်းနဲ့တပိတ်ဆေးပေးခြင်းစတဲ့ဆရာတော်ဤပရိကံအလုပ်ကလေးများကိုနေ့စဉ်လာရောက်လုပ်ပေးပြီးကုသိုလ်ယူတယ်။တို့ရတွင်တကာကြီးမှာတောင်ရအလုတ်ကတစ်ဖက်သားမြေတစ်ဖက်နဲ့မို့ဆရာတော်ကိုလွတ်လွတ်ကျွတ်ကျွတ်ပြုစုရင်တရားအထုတ်လို့တော့လဲအာမထုတ်နိုင်ရှာပါညဘက်ဆိုရင်ရွာတို့ပြန်ရတယ်ရံပန်ရံကာမှသာဆရာတော်ခြေရင်းတွင်အိတ်နိုင်ရှာတယ်ကပ္ပိယတကာကြီးနှင့်ရွာသူရွာသားများသည်ကြီးညိုပွဲအသွင်နှင့်ဤဆရာတော်အားတာမန်တော်ရကိုတော်ကြီးတစ်ပါးဟုသာမှတ်ထင်ကြလေတယ်သို့တော့ဤကိုတော်ကြီးကနည်းနည်းရရမဟုတ်စကိုင်းမင်းဤအလွန်ကြော်ကြားလာတဲ့နန်းဦးလေးတဲ့ကျောင်းကြီးဆရာတော်မဟာတိပိဋကဆရာတော်ပင်သည်ဆရာတော်ဤကြော်ကြားမှုမှာဘယင်ကိုးကွယ်သည့်နန်းဦးဆရာတော်ဖြစ်သောကြောင့်များမဟုတ်ပိဋကသုံးပုံဆောင်မဟာတိပိဋကတရပွဲတစိတ်တော်ရှင်ပညာရှင်ဖြစ်သောကြောင့်များလည်းမဟုတ်ကြီးညိုလေးစားအပ်တဲ့ခက်ခဲနည်းနေတဲ့ကျမ်းဂန်များကိုပြုစုခြင်းစိတ်နေသဘောထားတိမ်မွေ့နူးညံ့သောကရုဏာရှင်ဖြစ်ခြင်းနဲ့သာသနာအကျိုးကိုလုံလောက်ရိယကြီးမားစွာတည်ပိုးတော်မူခြင်းစတဲ့ကောင်းမြတ်သောဂုဏ်ဝင်္ဂါတို့နှင့်ပေါင်းဆက်၍အကျော်ရိယဖြစ်ခဲ့ရခြင်းပဲဆရာတော်ကိုအင်းဝဘရင်တာလုံမင်းတရားကြီးကနန်းဦးဆရာတော်ဖြင့်ရွှေကျင်ကျောင်းကြီးဆောက်လုပ်လူဒန်း၍ကိုးကွယ်ခဲ့တယ်ထို့များသားမကတာလုံမင်းတရား၏ညီတော်အိမ်ရှိဇံစကိုင်းမင်းသားကလည်းဤဆရာတော်ကိုမှကိုးကွယ်လိုပါကြီးဟုနောင်တော်ထံတွင်မရမကတောင်းဆို၍စကိုင်းတွင်လေးတဲ့ကျောင်းကြီးဆောက်လုပ်လူတန်းကနန်းဦးဆရာတော်ဖြင့်ကိုးကွယ်ပြန်တယ်ထိုအချိန်တွင်ဆရာတော်၏ဘဝ၌ကြီးမားသောပြောင်းလဲတစ်ခုဖြစ်ပေါ်ခဲ့လေတယ်နန်းဦးဆရာတော်ကြီးသည်မင်းဘူးရွှေဆက်တော်သို့ဖျားဘူးသွားရမှအပြန်ခရီးတွင်အချမ်းရံတပည့်များနှင့်အတူပကန်းမြို့ရွှေဥမင်တော်ရဆရာတော်ထံသို့ဝင်ရောက်တွေ့ဆုံတယ်ဥတုတပါယမြတ်တပါရဲ့လားဖေဟာမြပါတယ်နန်းဦးဆရာတော်ဒီလိုတောတော်မြမဲကြီးထဲမှာအရှင်ဘုရားတပါးနဲ့နေတာမကြောက်ဘူးလားဖေဟာကြောက်ပါတယ်နန်းဦးဆရာတော်ကြောက်လို့သာတပါးနဲ့နေခြင်းသာဖြစ်ပါတယ်တပါးရဲ့ဧကစာရီတောရဆောက်တည်သူရွှေဥမင်ဆရာတော်ကချွေရန်သင်းပေးမင်းပရိသတ်ဝင်းရံခြင်းခံနေရတဲ့နန်းဦးဆရာတော်အားတွေ့ဝိုက်ဆုံးမလိုက်ခြင်းပေသည်ထိုဆုံးမစကားတခွန်းနဲ့ဒီပင်နန်းဦးဆရာတော်အားကြီးစွာသောဓမ္မတန်ဝေကကိုဖြစ်စေနေတယ်။အိုးဟုတ်ပေတာပေါ့တကယ်ကြောက်ရင်တပါးရဲ့နေတဲ့နာပေါ့တပည့်တော်နားလဲပါပြီဖေဟာနန်းဦးဆရာတော်သည်ရွှေဥမင်ဆရာတော်ထံမှအပြန်စကိုင်းသို့ရောက်တွင်ငေါနောက်ဘသူမှမလိုက်ခဲ့ကြနဲ့တော့နန်းဦးကျောင်းသို့ပင်မဝင်တော့ပဲကျောင်းနေတကွာတကားပရင်ပါဝင်တပည့်တပန်းအားလုံးကိုရဲဆွန့်ပစ်ခါဤတောင်ပီလာတောရသို့တောထွက်တော်မူခဲ့လေတယ်ထို့သောတောထွက်ရာ၌လူသူအရောက်ပေါက်များသောစကိုင်းတောင်တကြောတွင်သာနေပါကဘရင်နှင့်တကွကြည်ညိုမှုအနှောက်အယှက်များပေါ်ပေါက်လာမည်ဖြစ်တယ်ဒါကြောင့်အလန်းဝေး၍လူသူရောက်ပေါက်နေလာတဲ့ဤတောင်ပီလာဒေသကိုရွေးချယ်ခဲ့တယ်တောင်ပီလာဒေသကလေးမှာတောရရဟန်းများအတွက်အဆင်ပြေလာတယ်တောင်ပီလာတောင်ထိပ်နဲ့တောင်ကျေရွာကလေးမှာတောရများလောက်အောင်အကွာအဝေးရှိတယ်တောင်ကျေဆုံးခံလန်းတွင်တော့တာယာလာတဲ့ရေကန်တစ်ခုလည်းရှိလေတယ်
တော်ရเจ้าနေရာကိုတောင်ထိပ်တွင်ရွေးချယ်ခြင်းမှာလွတ်လွတ်ကျွတ်ကျွတ်ဧကစားရီတရားအားထုတ်မှုအတွက်လူသူသွားလာနေစေဖို့ဖြစ်တယ်။ထို့သောရှိနေကြတနေ့တွင်မူစကိုင်းမင်းသားနှင့်အတူနောင်တော်တာလုံမင်းတရားကြီးကိုယ်တိုင်လိုက်ပါလာကဆရာတော်၏တော်ရเจ้าကလေးတို့တန်ဝန်းအခင်းကျင်းနှင့်ရောက်ရှိလာကြတယ်။ဆရာရင်တကာရင်များဖြစ်ကြပါလေရဲ့နဲ့တပည့်တော်တို့ကိုတခွန်းတပားမှမိန်ကြပဲအခုလိုမငဲ့မညာဆွန့်ပစ်တော်မူသွားတာကောင်းရော့သလားဖေဟာ။တပည့်တော်တို့ဟာဆရာတော်ဘုရားရဲ့ဂုဏ်တော်များကိုနေ့စဉ်တန်းတရာပင်ပန်းဆင်းရဲနေရပါတယ်ဖေဟာ။မှတ်မိတဲ့တကာတော်မင်းမြတ်ချစ်ခင်မြတ်နိုးသူတွေနဲ့ကိုယ်ကွင်းခွဲခွာရခြင်းဟာဒုက္ခဆင်းရဲခြင်းရဲ့အကြောင်းရင်းတစ်ရပ်ဖြစ်ပေတယ်။မဟာတိပိဋကတရနန်းဦးဆရာတော်ဖြစ်ပါလေရဲ့။ယခုလိုပစ္စည်းလေးပါချိုးတဲ့ဆင်းရဲစွာသတင်းသုံးနေရပုံကိုတပည့်တော်တို့မမြင်ရနိုင်ပါဘူးဖေဟာ။ဆရာတော်ပြည့်စုံပါတယ်တကာမင်းမြတ်။တပည့်တော်တို့ကိုတက်ညာတော်မူပါအောင်ဖေဟာ။အင်းဝါမှာဖြစ်စေစကိုင်းမှာဖြစ်စေရွှေเจ้าတော်ကြီးများမှာပြန်လဲသတင်းသုံးရန်တပည့်တော်တို့ပင့်ဆောင်သွားပါရစေဖေဟာ။ဒီခံမှာတကားတော့ကျုပ်ဟာသာသနာတော်အကျိုးအများအကျိုးအတွက်ဆောင်ရွက်ခဲ့ပေါင်းများလာပါပြီ။ယခုအချိန်မှာကိုရေးကိုတာလွတ်မြောက်ငြိမ်းချမ်းမှုအတွက်ရင်ဝလန်ဆူဦးကောင်းမီးလောင်နေသူကဲ့သို့အစောလျင်အပတ်တကုတ်အားထုတ်ဖို့အချိန်သင့်ပါပြီတကားတော့ရေမြင့်ရှင်တို့ခွင့်ပြုကြပါတော့ဆရာတော်ကိုမြည်သည့်အကြောင်းပြချက်နဲ့မှပင်ရမရပဲခက်ကင်းကင်းပင်ညင်းပယ်နေသဖြင့်ဘီရင်ကြီးနောင်နှစ်ပါးစလုံးလက်လျှော့ကြရတယ်ဆရာတော်နှစ်ချိုက်သတင်းသုံးတော်မူရာအိထောင်ဗီလာစကန်းလေးကိုဘီရင်တို့၏အစွမ်းဖြင့်ဖွယ်ဖွယ်ရွာဖြစ်အောင်ပြုပြင်ပေးပါရစေဆိုသောအခါတွင်လည်းဆရာတော်ကညင်းမြန်တယ်လူလောက၏အတင်တဲရှုပ်ရှက်ခတ်မြင်ကွင်းများကိုယုံမုံ၍ဧကစားရီတောထွက်ခဲ့ပါသည်ကိုတောရတွင်လာ၍ရှုပ်အုံးမြင့်ပြုမှုများအားအဘယ်ပုံခွင့်ပြုပါနှင့်သည်တို့ရတွင်ဘီရင်တို့၏အတင်းကျပ်လျှောက်ထားမှုကြောင့်တောရနှင့်တင့်တော်ယုံများကိုဖြင့်ဆရာတော်ခွင့်ပြုလိုက်ရလေတယ်ဒီများလောက်ကိုဖြစ်ခွင့်ပြုရပေမပေါ့တို့ပေမဲ့လိုရာထက်မပိုပါစေနဲ့တကားတော်မင်းမြတ်ဘရင်ညီနောင်တို့သည်ဆရာတော်အတွက်တောင်ပီလာရွာသားတို့ဆောက်လုပ်လူဒန်းထားသောတစ်ခတ်မှုကျောင်းကလေးတန်းတောင်တင်းခိုင်မာဖို့ကျောင်းဖြစ်သို့ပြောင်းလဲတိဆောက်ပေးခဲ့တယ်။ကျောင်းကလေး၏မနီမဝေးမှာတော့တောင်ထိပ်ပေါ်၌ဇေဒီတော်ကိုအာယုံယူနိုင်စေရန်ဇေဒီလေးတဆူတိဆောက်ပေးပြန်တယ်။အထူးသဖြင့်တောင်ကျဆုံးခံလမ်းမှရေကန်ကိုကြာမျိုး၅ပါးနှင့်တကွရေကန်ပေါင်းတွင်တစ်ပင်ပန်းမှန်မျိုးစုံတို့ဖြင့်စိမ့်ဆိုသားရအောင်လဲဆောင်ရွက်ပေးကြတယ်။တောင်ပီလာရောသားတို့သည်လည်းသူတို့လုံးဝမမျှော်လင့်သောဤသို့ကြီးကြီးကျယ်ကျယ်အချင်းအရာများကိုကြုံကြရမှအားလုံးအံ့အားသင့်စွာနှစ်ထောင်အရာဖြစ်ပြီးကုသိုလ်ရေးအတွက်အားတက်ကြရတယ်။အလိုငါတို့ကိုတော်ကြီးဟာဘရင်ကိုးကွယ်တဲ့မင်းဆရာနန်းဦးဆရာတော်ကြီးတဲ့ဟာဟုတ်တယ်ပိဋကတ်သုံးပုံဆောင်မဟာတိပိဋကတ်ရဘွဲတစိရကျမ်းပြူစာချဆရာတော်ကြီးတဲ့ရွှေเจ้าတော်ကြီးနဲ့တပည့်တပန်းတွေအားလုံးကိုဆွန့်လွတ်ပြီးတောထွက်လာခဲ့တာတဲ့ငါတို့တောင်းပီလာသားတွေကုသိုလ်ထူးလို့ဆရာကောင်းဆရာမြတ်ရကြပြီဒီနေ့ကစားပြီးငါတို့အားလုံး၅ပါးသီလလုံးအောင်ထိမ့်ပြီးကုသိုလ်ကောင်းမှုပြုကြစို့ရဲ့ဆရာတော်ကြီးသည်တမျက်ရှည်ကိုဆွဲကဖျားတင်ရန်ကပိယကြီးစုခုလူတန်းငယ်သောပန်းစီကိုယူ၍ထောင်ထိပ်ရှိဇေဒီလေးစီသို့ရှောက်လာခဲ့လေတယ်အညောင်းလဲပြေကုသိုလ်လဲရစေဖို့တပြက်စီလဲမှုအလုပ်ကိုတော့ဇေဒီဝင်းကျင်တွင်ဆရာတော်ကြီးကိုယ်တိုင်လုပ်တယ်ပြီးရင်ပန်းဆိုင်မြေအိုးတွင်ပန်းအသစ်ကိုလဲလေတယ်ရေအသစ်တို့ကိုကတ်လူတယ်ထို့နောက်ဇေဒီတော်တွင်ဖျားရှိခိုးတော်မီဟုအာယုံကတ်လိုက်တယ်လွေဦးရာသည်ဤပြေလူလူရပ်ပိုင်းဖြစ်၍လာမင်းသည်ပြ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 ဖြစ်ရန်အာယူရင်လွေဦး၏မြူငွေမြူမုံများကိုမိမိ၏အလင်းရောင်ဖြင့်ကျဲဖြန့်ကလင်းသာလျက်ရှိသည်ကိုဆရာတော်ကြီးတွေ့ရသည်ဖြင့်တရားစိန်တို့ကြည်လင်လာ၏ရွှေလာမင်းသည်သူ၏အလင်းရောင်ဖြင့်ထုံးဖြူဖြူဖူးဖွေးစီဒီလေးအားရွှေသင်္ကန်းကတ်လူနေပြီးတကယ်သို့ရှိလာတယ်။ဤလိုအချိန်မျိုးမှာဖီလာတောင်ထိပ်မှစီး၍လေးဘက်ဝန်းကျင်သို့ရှုကြည့်လိုက်တဲ့အခါတောတောင်၏အလှလာရောင်၏အလှနှင့်စိတ်ငြိမ်မှုတို့ကိုခံစားထိတွေ့ရသည်မှာတုပတ်ကင်းသောအရာသာများပင်ဖြစ်ပေ၏။အော်ချမ်းသာစွာချမ်းသာစွာဤချိန်မှာပင်ဇေဒီအနီးသို့ခွေးနှစ်ကောင်ရောက်လာသည်ကိုတွေ့လိုက်ရတယ်။ဤခွေးနှစ်ကောင်ကိုဆရာတော်သိတယ်။ရွာငယ်တွင်ဆုံးခံ၍တောင်ကျေကန်ရိပ်တွင်ဆရာတော်ဆုံးဖုံးပေးသောအခါတိုင်းသူတို့ရောက်လာနေကြဖြစ်တယ်။စွန်ကြံဟင်းကြံကိုဆရာတော်ကကြွေးတယ်။စားပြီးလျင်သူတို့ပျောက်သွားကြတယ်။အချိန်မရွေးရောက်ချင်လဲရောက်လာတတ်ကြတယ်။ယခုလဲလာရောင်ဆူဆူအောက်မှာပတ်ဝန်းကျင်တာယာမှုကြောင့်ဒင်းတို့ရောက်လာကြဟန်ရှိတယ်။ဖျားရှိခိုးရန်ဆရာတော်ဟန်ပြင်းနေကြတွင်ဒင်းတို့နှစ်ကောင်ကအပျော်ကြီးပျော်နေဟန်ဖြင့်ရောက်ရက်ခတ်စော့ကစားနေကြလေတယ်။ဆရာတော်ဖျားမရှိခိုးနိုင်သေးပဲဒင်းတို့နှစ်ကောင်ကိုကြည့်ရင်အတွေ့တစ်ခုဝင်လာတယ်။နိဗ္ဗာန်သို့မရောက်သေးသမျှလောကတန်ရောစဉ်ဆိုတာဟာအယုတ်မြက်ကြီးငယ်မရွေးပေါ်ပေါက်လာတတ်စမြဲပါကလား။ထို့ခိုက်ဆရာတော်နီးသို့ခွေးနှစ်ကောင်ရောက်လာပြီးတကောင်နဲ့တကောင်မန်ဟိန်းတောက်ကြတယ်။အစော့လွန်၍တကောင်နဲ့တကောင်ထိခိုက်ကအပျော်အဖွားမှဒေါသဘက်သို့ရောက်သွားကြလေတယ်။
ထိုအခါဖျားရှိခိုးဟန်ဆဲဆဲဆရာတော်အတွက်အနှောက်အယှက်ဖြစ်ရတော့တယ်။တို့ဖြစ်၍ဆရာတော်ကအနီးရှိကြောက်စရစ်ခဲလေးများနဲ့ခွေးနှကောင်ကိုပြစ်ပေါက်မောင်းထုတ်ရတယ်။ဟဲ့အကောင်လေးတွေတွားကြစမ်း။တို့ရရင်မောင်းထုတ်ကားမှဒင်းတို့အချင်းချင်းမန်တဖီဖြစ်ပို၍ကဲလာကြသောကြောင့်ဆရာတော်ဖို့တရားစိတ်မဖြောင်နိုင်တော့ပဲဒေါသဘက်သို့အမက်မဲ့ကူးသွားကအနီးရှိတစ်ပြက်စီးရှည်ဖြစ်ခွေးများကိုလွှဲရရန်ဟန်ပြင်လိုက်တယ်။တဲ့ဒီခွေးနှကောင်ကရိုက်လိုက်ရသို့တော့ရိုက်အံ့ဆဲဆဲမှာပဲတတိမပြတ်သောဆရာတော်ပေါ်ပေါက်လာသောဒေါသကိုရုတ်ချီရုတ်သိမ်းလိုက်ရ၏ရိုက်လိုက်ရရင်တော့ငါပါ၃កောင်ဖြစ်သွားရောမယ်ငါရိုက်လိုက်ရအထိသည်ဆရာတော်ဤဒေါသဖြစ်သည်တို့ရရင်ပညာရှိတရားရှင်ဖြစ်ပြီးထွက်လာသောဒေါသကိုချက်ချင်းပင်တတိယရုတ်သိမ်း၍မိမိ၏ဒေါသကိုမိမိပင်ပြစ်တင်ရှုံချကာငါပါ၃កောင်ဖြစ်သွားရောမယ်ဟုဆိုလိုက်မိခြင်းဖြစ်ပေ၏အကြောင်းတော်ကလူနှင့်ခွေးတို့ဘဝကွာခြားကြတော့လဲဒေါသဟူသည်အတူတူကြောင့်ပင်ဖြစ်သောကြောင့်ခွေးနှကောင်ဒီကထွက်ပြေးသွားကြလေပြီယခုမှပင်ဆရာတော်ဖို့ဖြောင်းဖြောင်းတန်းတန်းဖျားရှိခိုးရတော့၏ဆရာတော်သည်ဒေါသကိုနိုင်လိုက်ပါပြီတို့ရရင်အခြားအရာတစ်ခုကိုတော့နိုင်မှမည်လောနာယီတမောင်းကဖျားရှိခိုးပြီးသောအခါဆရာတော်သည်ຫນွေဦးညင်း၏အချမ်းတက်ကလေးကြောင့်ကိုရှိသင်္ကန်းကြီးကိုလွှမ်းခြုံကာတပြက်စီးကိုတောင်ဝဲပမာတတောက်တောက်ထောက်ရင်ကျောင်းစီသို့ပြန်လျှောက်လာခဲ့တယ်။ကျောင်းလေကားရင်သို့အရောက်တွင်တပတ်နွမ်းလေးဖြင့်မလုံးတလုံးလွှမ်းခြုံရင်တဟင်းညီညွတ်တန်နေတဲ့အတူတူလာရောင်တဝင်းဝင်းအောက်တွင်မမျော်လင့်ပဲတွေ့လိုက်ရသဖြင့်ဆရာတော်သည်အံ့အားသင့်ကာမေးလိုက်လေသည်ဟဲ့ဘသူတော့တပည့်တော်မှအရှင်ဘုရားရဲ့ဆုံးခံရွာကရှင်ကြီးမှာဖေဟာငိုမဲမဲအတန်ဖြင့်လျှောက်ထားရင်ဆရာတော်တို့ရှ िख ိုးလိုက်သောတက္ကမငယ်ဤအတန်နှင့်စုပ်ပြတ်သက်နေသောအင်းကြီးအောက်မှကြောပင်သားဖွေးဖွေးတို့ကိုလာရောင်ဖြင့်မြင်လိုက်ကြားလိုက်ရသောကြောင့်အံ့အားသင့်ယုံများမကပဲတုန်လှုပ်သွားမိတော့တယ်တက္ကမလေးသည်ရှ िख ိုးရာမှမျက်နာကိုမောလိုက်သောအခါကပိုကယိုနှင့်ဆင်တို့ရင်ဘဘအောက်မှမျက်နာပြည့်ပြည့်ဖြူဖြူလေးနှင့်မျက်နာဝိုင်းသားဖြင့်ဆရာတော်အားမဝင့်တဝင့်ဖူးမော်နေသည်ကိုတွေ့ရ၏ဆရာတော်၏အံ့ဩတုန်လှုပ်မှုမှာစန့်ကျင်ဘက်အမြင်ကြောင့်သာမဟုတ်မလျော်သောနေရာမလျော်သောအချိန်တွင်မလျော်သောလူတစ်ယောက်နှင့်တွေ့ရသောကြောင့်ဖြစ်ပေတယ်။ဟဲ့တကမတော်ဒါနင့်နေရာမဟုတ်ဘူး။နေလာရမယ့်နေရာလည်းမဟုတ်ဘူး။နင်လူစင်စစ်မဟုတ်ရဲ့လားဖေ။တပည့်တော်မှလူစင်စစ်ပါဆရာတော်ဖေ။တပည့်တော်မကိုကဲတော်မူပါတနာတော်မူပါတပည့်တော်မအတွက်အခုချိန်မှာအရှင်ဖေမှတပါအားကိုးရမရှိပါဘူးဖေ။နင်ဘာဖြစ်လာတာလဲ။တပည့်တော်မတောရဲကိုဟင်းရွက်သွားခုရမှာအပြန်မှာလူဆိုးယောက်ျားနှစ်ယောက်ကလမ်းကစောင့်ပြီးအတင်းပလက်ကာရလုပ်ပါတယ်ဖေ။တပည့်တော်မအတင်းယုံထွက်ပြီးအစွမ်းရှိသလောက်ခုခံလို့အင်ကြီးတွေစုပ်ပြဲကုန်ပါတယ်ဖေ။ယုံရင်ပြေးရင်နဲ့ဆရာတော်ကျောင်းကိုတတိယလို့ဆရာတော်စီကိုပြေးလာရတာပါဖေ။တပည့်တော်မရောက်နေတာကြပါပြီဖေ။ဆရာတော်ဖះရှိခိုးနေလို့ပါ။ဘာဖြစ်လို့ကျောင်းကိုပြေးလာရတယ်လဲ။ရွာကိုပြေးပါလား။ရွာကိုပြေးရင်မလွတ်ပါဘူးဖေ။သူတို့ကရွာဘက်ကပိတ်ပြီးလိုက်လာတာပါ။အခုလောက်ဆိုသူတို့ပြန်ရောက်ပေါ့။နင်ဒီမှာနေလို့မဖြစ်ဘူး။ရွာကိုပြန်ပြီးတော့မပြန်ရဲပါဘူးဖေ။သူတို့ကတညာလုံးစောင့်မယ်တဲ့။ဆရာတော်ကိုကြောက်လို့သူတို့လိုက်မလာရဲတာပါ။လမ်းကစောင့်နေကြမှာပါဖေ။တပည့်တော်မကိုဒီတညတော့ကဲတော်မူပါဖေ။တပည့်တော်မမှာအားကိုးစရာမရှိလို့ပါဖေ။ဒုက္ခဆရာတော်သည်ညှဉ်းညူ၍အရှိဘက်ဆောင်ဆောင်နှင့်တွဲခိုနေသောလာမင်းစီသို့လှမ်းမြော်ကြည့်လိုက်တယ်။အော်ဒီအစင်းဒီအတန်တွေဟာငါတရားနဲ့ဆန့်ကျင်ဘက်ပါကလား။အေးမြငိမ့်ချမ်းလာတဲ့ဒီနေရာနဲ့ဆန့်ကျင်ဘက်ပါကလား။သို့ပေမဲ့အချိန်ကလည်းညအချိန်ဖြစ်နေပြီ။ငါမကယ်ရင်တော့ဒုက္ခမြဒုက္ခရောက်တော့မှာပါလား။စိတ်ပြန်လွင်မှုကြောင့်ခေါက်တုတ်ခေါက်ပြန်လမ်းလျှောက်နေသောဆရာတော်၏ခြေလမ်းများသည်ပို၍တွက်လာတယ်။တပြက်စီးတန်တထောက်ထောက်သည်လည်းပို၍ကျဲလာလေတယ်။တပည့်တော်မကိုပြစ်မထားပါနဲ့ဖေ။ငိုရှိုက်တောင်းမှန်တန်ကြောင့်ဆရာတော်လှည့်ကြည့်လိုက်သောအခါတနကားပဲကြနဲ့ပါပြင်ပေါ်မှာလည်းမျက်ရည်လေးတွေတွဲခိုးနေသည့်တကမာလေး၏မျက်ဝန်းစုံကိုတွေ့ရတယ်။ဆရာတော်သည်မျက်နာကိုအတင်းလွှဲ၍ပြောလိုက်တယ်။ကဲဒီလိုဆိုလဲကဲရတော့မှာပေါ့။သို့ပေမဲ့နေเจ้าနဲ့ဝင်နေလို့တော့မဖြစ်ဘူး။เจ้าပြင်ဘက်ဒီနေရာမှာပဲနေရလိမ့်မယ်။မှန်လားပါဆရာတော်ထားရမှာနေပါမယ်။ဆရာတော်ရိတ်ကိုခိုးလုံရရင်တော့ပါပြီဖေ။ကောင်းပြီတကားကိုအထဲကပိတ်ထားမယ်အကြောင်းရှိရင်တော့တကားကိုခောက်လိုက်ပေါ့ဒုက္ခကျောင်းထဲသို့ရောက်တွင်သူခမဘလို့နေ၍ဘလို့အိတ်မှာပါလေဟုဂရုဏာမျက်စိဖြင့်တစ်ချက်မျှလှည့်ကြည့်လိုက်သောအခါစုပ်ပြဲနေသောအင်ဂျီဘော်တွင်တပတ်နွမ်းကလေးတစ်ထည်ဖြစ်သာမလုံးမချုံချုံလန်းထားသည်ကိုတွေ့ရသဖြင့်တန့်ငနေရဲ၍စဉ်းစားမိလိုက်သည်တဲ့ဆရာတော်သည်တကားကိုပိတ်ရန်အတန်ကြာချီတုံချတုံဖြစ်နေခဲ့တယ်စောင်းကုံတွေကူးဖြစ်၍နေဘက်တွင်တိတိတသာပူလာပြီးဖြစ်တော်လဲညှင်းဘက်တွင်မူအေးတက်ကဆင့်၍လွှမ်းနေစေဖြစ်တယ်
အော်ငါကတော့တင်ငန်းကြီးကိုခြုံထားလို့နှွေးထွေးနေပေမဲ့ဒီအေးအေးတက်တဲ့ဒီတငယ်မဘလို့များအိတ်မှာပါလေ။အိုးမတက်နိုင်ပါဘူး။ငါမှလည်းဝစ်ထားတဲ့တင်ငန်းတွေမှပါဆောင်ရယ်လို့လည်းအပိုမရှိ။အပိုရှိတဲ့ရေလဲသင်းမိုင်ကလည်းတကမနဲ့မအပ်ဆက်မတက်နိုင်ပါဘူးလေ။ဒီတညတော့သင်းတိုင်းနဲ့သင်ကန်ဒုက္ခခံပြီရော။ဆရာတော်ဒီအတွေးကိုဖျက်၍တကားကိုပိတ်လိုက်လေ၏။ကျောင်းရင်းတို့ရောက်၍ထိုင်နေကြနေရရင်ထိုင်လိုက်ရတော့လဲကျောင်းပြင်ဘက်မှဒကမလေးအာယုံကအမြင့်တန်းလန်းပါလာခဲ့တယ်။ထိုအာယုံကိုတတိဖြစ်ဖြတ်တော့၍စောက်တည်နေကြတရားအာယုံတို့ဥဆိုင်လိုက်တယ်။စိတ်ဓာတ်တစ်ခုလုံးကိုတရားဒီဟူသောဘန္နာတိုက်သို့တွတ်သွင်းလိုက်လေတယ်။ဆက်ရောက်လာသောအတွေ့အာယုံသည်ပြင်းထန်လာတော့လဲတရားရှင်ဖြစ်သည့်အတိုင်းရရှိပြီးတရားတတိဖြစ်စူးစမ်းလိုက်တဲ့အခါမူလအခြေအနေသို့ပြန်လည်ရောက်ရှိသွားတော့တယ်။ခါတိုင်းတက်ပို၍စူးစမ်းလိုက်ရသောကြောင့်တရားထိုင်ရသည်မှာခါတိုင်းတက်ပို၍ကြာသွားလေတယ်။တကောင်ကျော်လောက်ရောက်မှကိုလက်နွမ်းတွေကကျိတ်ဆက်လိုသိဝင်လာသောကြောင့်အိယာ၌လှဲလိုက်လေတယ်။ထိုအချိန်မှပင်တကားခောက်တန်ကိုဆရာတော်ကြားလိုက်ရလေတယ်။ဆရာတော်ဗျာဆရာတော်ဗျာဒုက္ခပါလားဒီတကမဘာများဖြစ်ပြန်ပါလဲဆရာတော်ဒီညီးတွားရင်တကားစီတို့လာခဲ့ရပြန်တယ်တကားကိုဖွင့်လိုက်တဲ့အခါလက်ကလေးနှစ်ဖက်ကိုပကုံးတစ်ဖက်တစ်ချက်တွင်တင်းကျပ်စွာဖက်၍ခက်ခိုက်တုံနေတဲ့တကမလေးကိုတွေ့ရတယ်သူခမချမ်းရှာပေမယ်အေးတဲ့နဲ့ဒူလေကလည်းတူတိုက်ခိုက်နေတာကိုချမ်းလို့ရထင်တကမလေးအတန်မှာတုံတုံရင်ဖြစ်နေတယ်ချမ်းလိုက်တာဖေဟာချမ်းတာတော့ချမ်းတာပဲတို့ပေမဲ့ငါမှနင့်ကိုပေးစရာဆောင်လဲမရှိဘူးကျောင်းထဲမှာအိတ်ခွင့်ပြုတော်မူပါဖေဟာကျောင်းထဲမှာဆိုရင်လေလုံလို့အချမ်းသက်တာမှာပါဖေဟာကျောင်းထဲမှာအိတ်လို့ဘယ်ဖြစ်မလဲရဟန်းဆိုတာဒကမနဲ့ဓမိုးအောက်ထဲမှာနေလို့မကောင်းဘူးအရှင်ဘုရားမှမကယ်ရင်တော့တပည့်တော်မှဒီညသေးရပါလိမ့်မယ်ဖေဟာဒကမလေးကြီးလျှောက်ထားတဲ့မှာရိုးရိုးအတန်မဟုတ်ငိုးတမ်းမင်းပါလာလေတော့တယ်ဒီတိုင်းသာဆိုရင်သူ့ကမြတေးပွဲရပင်ရှိတော့တယ်မတက်နိုင်ဘူးလေဖြစ်တိုင်သမျှတော့ကုညီကယ်တင်ရမှာပေါ့ဆရာတော်ဤဂယုနာမူပြိုကျလာတော့တယ်ကဲကျောင်းထဲဝင်တကားနာမှာအိပ်ပြီးတော့ခွင့်ပြုချက်ရသည်နှင့်တကမာလေးသည်ချက်ချင်းပင်ကျောင်းထဲသို့ဝင်လာတယ်ထိုအခါရင်းမှဆရာတော်ဖို့မမြင်သင့်မမြင်ဝံ့ရာအမြင်တရက်ကိုမြင်လိုက်ရပြန်၏ထိုအမြင်ကတကမာလေးဤကိုဝိထမိန်မှာအလွှားလိုက်အမြောင်းလိုက်စုပ်ပြဲနေခြင်းပင်ဖြစ်ပေတယ်တကမာလေးကစုပ်ပြဲနေသောထမိန်ကိုအတွင်းသားမပေါ်အောင်လက်ဖြစ်စုကိုင်း၍တကားအနီးမှထိုင်နေတို့ရရင်ထမိန်မှာရှေ့ရောနောက်ပါစုဖုံးထား၍မလုံနိုင်လောက်အောင်စုပ်ပြဲနေသောကြောင့်တနေရာကဖုံးလျင်တနေရာကပေါ်ဒီဘက်ကဖုံးလျင်ဟိုဘက်ကပေါ်နှင့်ဒကမာလေးဤပေါင်နှင်းသားဖွေးဖွေးများအထင်းသားဖြစ်နေရောတယ်ထို့များသာမဟုတ်ဖွာလန်ကျဲနေသောထမိန်စီတို့ရင်ဘက်မှလက်ကိုရွှေ့ရသောကြောင့်အင်ကြီးသည်အဆုပ်ပြဲချားမှမလုံမလဲဖြစ်ပြန်တယ်ဒုက္ခဆရာတော်သည်တကားကိုလျင်မြန်စွာပိတ်ပြီးသူ့အိပ်ရာစီသို့ထွက်ခွာသွားသောအခါခြေတံမှာပြင်းထန်၍ခြေလမ်းမှာတွက်လက်နေသည်ကိုဒကမာလေးကဲလိုက်မိတယ်။ဆရာတော်မြင်လေတော့လဲမမြင်အောင်ပြုရသည်မိသို့မြမတက်နိုင်မရှောင်နိုင်သာဆရာတော်သည်ပိတ်ထားသောဗရင်မောက်တစ်ခုစီသို့သွားကမြင်သည့်အတိတ်ပဲနှင့်မသိဗရင်ကိုဖွင့်တယ်။ထိုအခါပွင့်သောဗရင်မှအေးစိမ်သောလေများဝင်လာသဖြင့်ချက်ချင်းပြန်၍ပိတ်လိုက်သည်ကိုဒကမာလေးတွေ့ရပြန်တယ်မာတုကာမ၏အမြင်အတွေ့အာယုံကြောင့်ဆရာတော်ခမတိတိတသာစိုးဝင်တုံလို့ရရှာလေပြီတကားဆရာတော်သည်သူ့အိယာစီသို့သွားပြန်တယ်အိယာချင်းရင်တွင်အတန်ကြာရက်တယ်ထို့နောက်အိယာတွင်ဒကမာလေးကိုချောပေး၍ဖြင်းချင်းစွာထိုင်တယ်ကြောက်ရွံ့တရုပ်ပမာငြိမ်သက်နေတယ်ထို့သို့ထိုင်နေသည်မှာကြာရှည်လွန်းလာသည်ယနေ့ညဖို့ဆရာတော်ကျိမ့်မကျိမ့်ဆက်ပါမည်လားဟုဒကမာလေးကတွေးမိတယ်အမှန်အားဖြင့်ဆရာတော်၏အဖြစ်ကိုဒကမာလေးမသိမှာတမိုးတရံနဲ့ဟူသောကျောင်းဆောက်အုံတွင်ဒကမနှင့်အတူမအိပ်ရဟူသောဖျားရှင်၏ဝီနီဥပဒေကြီးရှိနေသည်ကိုဒကမလေးမသိရှာပါထိုဝီနီဥပဒေကိုဆရာတော်ဆောင်ထိန်နေရသည်ကိုဒကမလေးမသိရှာတို့နှင့်တကောင်ကျော်၍နနက်ပိုင်းသို့ရောက်လာသည်အေးတက်ကလည်းတိတိတသားပိုကဲလာတယ်ဆရာတော်သည်မတုံမလုံတရားထိုင်လျက်ပင်ရှိနေတယ်အချမ်းတက်ကြောင့်၎င်းတကောင်ကျော်နနက်ပိုင်းကြီးရောက်ရလော၎င်းဒကမလေးသည်လည်းအိတ်ချင်လွန်လာပေပြီသို့သောဦးလည်းမတုံထမ်းဆောင်လာရသောတာဝန်ကြီးတည်းရဲ့ကြောင့်အိတ်ချင်းစိတ်ကိုသတိဖြင့်တင်းအောင်ထားရတယ်။ထမ်းဆောင်လာရတဲ့တာဝန်သည်သက်ဆိုင်ရာအစီအစဉ်ဖြင့်ယခုထိတော့ချောချောမောမောရှိနေပေပြီ။နောက်ဆုံးလှုပ်ဆောင်ရမည့်တာဝန်ကိုဆောင်ရွက်ရန်အချိန်ကျပြီဟုဒကမာလေးတွေးသည်။ထို့ကြောင့်တရင်ညီးတံများနှင့်အတူဒကမာလေးတံမှထွက်လာတယ်။ချမ်းလိုက်တာ။ကျောင်းကျမ်းမြင်ကိုခြေလက်တို့ဖြင့်ဗရိုက်ပုတ်တံများနှင့်မပီမတအော်ဟစ်ရေရွတ်တံတို့ကိုဆရာတော်ကြားရတယ်။ကဲတော်မူပါဆရာတော်ဖေဟာကဲတော်မူပါဟဲ့တကမာလေးဘာဖြစ်ပြန်သလဲ
ဆရာတော်အတန်ပြုတ်မေးမြန်းလိုက်တယ်တို့ရရင်တက္ကမလေးသည်တစုံတရာပြန်မပြောလှုပ်ရှားမြဲလှုပ်ရှားညင်းညူမြဲညင်းညူလျက်သာရှိနေတယ်ဘလို့ဖြစ်ပြန်ပါလေတဲလဲခက်ပါလားဆရာတော်သည်အကြောင်းတစုံတရာရှိမှသာထုံးလေးရှိသောချိန်ရင်တိုင်ဘေးမှရေနံစီမိကွက်ကိုထွန်းလိုက်တယ်ထို့နောက်တွင်တော့ရေနံစီမိကွက်ကိုကင်မြောက်၍တက္ကမလေးစီတို့ညင်းညူရင်းရှောက်သွားလေတယ်ဒုက္ခထိုအခါတတိကင်းလို့စွာဖြင့်တလူလူတလိမ့်လိမ့်လူလိမ့်လှရှားနေသောတက္ကမလေးကိုတွေ့လိုက်ရတယ်။အိုးဖယားမြင်ရသောမြင်ကွင်းမှာတရားရှင်ဆရာတော်ဖို့ရုံရင်းဆန့်ကျင်လာသည်ဖြင့်ရေနံစီမိကွက်လွတ်ကြမသွားအောင်မင်းတတိထားလိုက်ရတယ်။တက္ကမလေး၏တကူလုံးမှာစုပ်ပြဲသောအဝေးတိုးမှကင်းလို့လူနီးနီးဖြစ်နေတယ်။မျက်လုံးမိတ်၍ဘဲညာလုံးလုံးလှရှားနေတယ်။လှရှားမှုတိုင်း၌လည်းမမြင်ဝတ်မမြင်ရသောခန္ဓာကိုယ်စိတ်ပိုင်းတို့ကိုဆရာတော်မြင်နေရတယ်။အော်သူခမအေးမိပြီးအဖျားဝင်လာတယ်ထင်ပါရဲ့။ငါဘာလုပ်ပေးရင်ကောင်းမလဲ။ရှောင်ထွက်သွားဖို့ကလည်းနှစ်ယောက်တည်းသာရှိကြသည်မို့မဖြစ်နိုင်။နှစ်ဖူးလေးမြဆန်းသက်ကြည့်ဖို့ကလည်းတိတ်ခါတော်ဘုတ်ကရှိနေသေးတယ်။တို့နဲ့မချီနိုင်မချနိုင်မထွေးနိုင်မအံ့နိုင်ဖြစ်ဒကမာလေး၏ခေါင်းရင်း၌ထိုင်လိုက်ကတတိလွတ်နေရန်ရှိသောဒကမာလေးအားခေါ်လိုက်တယ်။ထိုအခါဒကမာလေးကယခုမှတတိရလာဟန်ဖြင့်ဆရာတော်အားမောကြည့်ကငိုမဲ့မဲ့လေတံနဲ့ရှောက်လေတယ်။တပည့်တော်မကိုကဲတော်မူပါဗျာ။ချမ်းလွန်းလို့တပည့်တော်မတေးရပါတော့မယ်ဗျာ။တပည့်တော်မမှာဆရာတော်မတပါကဲမဲ့သူမရှိပါဘူးဗျာ။အိုးဟဲ့ဒကမာလေးကအိယာမလူရထလာပြီးကြောင်ကရန်းဟန်ဖြင့်ဆရာတော်၏သင်္ကန်းစာကိုတင်းတင်းဆွဲလိုက်တယ်။ထို့နောက်ဆရာတော်၏ခြေသလုံးကိုတင်းတင်းကြပ်ကြပ်ဖတ်တွယ်လိုက်ပြီးအမြင်အာယုံအတွေ့အာယုံအစွဲတဲ့ပြင်းထန်မှုကြောင့်ပထမသောအနှဲငယ်မြကာမအဖျားဖြင့်ဆရာတော်၏တမာရီသည်ရမ်းရိုင်တော့မယောင်ဖြစ်သွား၏ဆရာတော်သည်မိုးပေါ်ကကြားသလိုရောက်ရှိလာသောရှင်ငိမ့်ဆိုသူကိုမေးမြန်းပြောဆိုရ၌တက်တက်ရက်ကြည့်၍မျက်နှာချင်းဆိုင်ပြောဆိုခြင်းမျိုးမဟုတ်ပေအရှက်မလုံးသည့်ဒုက္ခတဲ့တကမငယ်ပါကကိလိုက်မီသည်နှင့်တပြိုင်နက်ဆရာတော်သည်ရှင်ငိမ့်စီသို့တစ်ချက်မျှမကြည့်တော့ပဲဓမြရိုးကိုထောက်၍တတောက်တောက်လမ်းလျှောက်ရင်းဇေဒီတော်တို့တလဲကောင်းကင်မှလာမင်းတို့တလဲကြည့်ရှု၍သာပြောဆိုမေးမြန်းနေခြင်းဖြစ်လေတယ်သူ့အတန်ဟာငယ်ရွယ်သူတယောက်ရဲ့နှုတ်နဲ့လက်ဆက်တဲ့အတန်ဖြစ်ပေမဲ့ဒေါင်းဒီမောင်တီကျေးလက်တော်သူလေးရဲ့အတန်မျိုးမဟုတ်ပေဘူးကြည်လင်ရဲရင်လှပေတယ်သူ့ရုပ်စင်းတန်ဟာလည်းရွာသူလေးနဲ့မတူနန်းတွင်းသူလေးနဲ့တူနေတယ်ဆရာတော်ဒီဒကမာလေးဤလက်အတွင်းမှအတင်းယုံထွက်လိုက်တယ်ဟဲ့ဒကမာလေးဒီလိုမလုပ်နဲ့လေမလုပ်ကောင်းဘူးတတိထားမှာပေါ့ထို့နောက်ခေါင်းရင်ဘက်သို့ခြေသည်ပြင်းပြင်းလျှောက်သွားပြီးဆောင်းကြောင်ထိုင်၍လက်အုပ်ချီလိုက်တယ်ဖျားရှင်ကိုရောမြတ်ကြီးဖေဟာတပည့်တော်မှာလာမင်းကိုရဟုအတူရိန်ပန်းတဲ့ကဲ့သို့ကျင်းမြောင်းခက်ခဲလာသောဘဝသို့ကြောက်ရောက်နေပါသည်ဖေဟာအရှင်ဘုရားမတပါအားထားရမရှိပါတတမေတရဏံဘဝတပည့်တော်အားကဲ့တော်မူပါဖေဟာရုံထွက်နိုင်သောအင်အားကိုပေးတော်မူပါဗျာဆရာတော်သည်အတန်ကြဲကြဲဖြင့်ဖျားရှိခိုးလိုက်တယ်တို့ရရင်တပည့်တော်မကိုပြစ်မထားပါနဲ့ဗျာတပည့်တော်မတေးရပါတော့မယ်ဗျာတကားဝါမှအတန်တို့ကိုဆက်လက်ကြားနေရသေးသဖြင့်ဖျားရှင်ထံသို့အာယုံဖြောင်းဖြောင်းမထားနိုင်ရှစ်တလန်းတိုးဖို့ကြိုးစားတော်လဲနောက်သို့နှစ်လန်းပြန်ဆုပ်နေရတဲ့ကဲ့သို့ဒကမာလေး၏ဆွဲဆောင်မှုအာယုံကပြင်းထန်လျက်ပင်ရှိတယ်ထို့ခိုင်နေလေကတံပူတက်ရင်ချထားခဲ့မိသောတမောက်ကလေးကိုဖျက်ခနဲတွေးလိုက်ရသောအခါအတွေးတရက်ဝင်လာလေတယ်။အာယုံတို့ကိုကြက်စားလူးလွန်စေတဲ့အရာမှာစိတ်သာလျင်ဖြစ်တယ်။စိတ်ဟာထားရမမနေစေခြင်းတလို့မနေအဖမ်းရခက်အဆုံးမရခက်လာတယ်။စိတ်အလိုတို့သာလိုက်ရလျင်ခက်ချေတော့မယ်။အာယုံပြင်းပြင်းထန်ထန်နဲ့မတွေ့မီအချိန်ကတော့ငါစိတ်ကိုငြိမ်လာပြီနိုင်လာပြီလို့ထင်ခဲ့မိတယ်။ယခုအာယုံပြင်းပြင်းထန်ထန်နဲ့တွေ့တဲ့အခါသူ့ကိုနိုင်မှုခက်နေပြီ။ငါအထင်ဟာလွဲမှားလေစွာကောင်းပြီငကြင်းစီနဲ့ငကြင်းသားကိုကြော်တဲ့ကဲ့သို့အာယုံပြင်းပြင်းကြိုက်တဲ့ငါစိတ်ကိုအခြားအာယုံပြင်းပြင်းနဲ့ကုစားရပေမယ်အဖဘုရားရှင်ကအကယ်၍မလွဲတာမရှောင်တာမာတုကာမနဲ့မွေဆိုးတို့မဟုတ်လက်တလောတည်စေတဲ့အစိတ်တို့ကိုတွေးဆုံခဲ့ရလျင်မာတုကာမကိုမတတ်ပါနဲ့မွေဆိုးအကြိုက်ခံမှာအစိတ်ကိုတောက်ပါလို့ညွှန်ကြားတော်မူခဲ့တယ်မွေဆိုးနဲ့အစိတ်ဟာတဘဝကိုသာတည်ဆုံးစေတယ်။မာတုကာမဆိုတာကတော့ဘဝပေါင်းများစွာကိုတည်စေနိုင်ဆုံးရှုံးစေနိုင်တယ်လို့လည်းဟောကြားတော်မူခဲ့တယ်။ယခုငါမှာမာတုကာမလေးနဲ့မလွဲတာမရှောင်တာရင်ဆိုင်နေရပြီ။မွေဆိုးကဗမာလဲအစိတ်ကတော့ဗမာလဲငါဟာအဖဘုရားရှင်ရဲ့စကားကိုနားထောင်ရမယ်။မွေဆိုးနဲ့အစိတ်တို့မရှိခဲ့ရင်အခြားနည်းနဲ့ကူစားရမယ်။ဆုံးမရခက်တဲ့စိတ်ကိုလမ်းလွဲပေးရလိမ့်မယ်။ဆရာတော်သည်တချောင်းနေသောစိတ်ဖြင့်ဆုံးဖြတ်လိုက်ပြီးအနီးရှိဓမောက်ကလေးကိုဆွဲယူလိုက်လေတယ်။ထို့နောက်ခြေထောက်ကိုအပြင်သို့ဆန်းထုတ်လိုက်ပြီးထို့နောက်တွင်မူတော့ထက်လာတဲ့ဓမောက်ဖြင့်ခြေသလုံးသားကိုခက်နာနာဖိ၍လှီးပြက်လိုက်တဲ့အခါဆရာတော်၏ခြေသလုံးသားသည်ဟတ်တက်ကွဲ၍သွေးသိမ်းရှင်ရှင်တို့ပန်းထွက်လာလေတော့တယ်။
ဒကမာလေး၏အတွေ့အမြင်အာယုံကြောင့်အင်ဒရီကိုမထိန်နိုင်တော့ထိုကဲ့သို့ဖြစ်ရတဲ့အတွက်ယခုလဲအနာတန်ချက်ကြောင့်ဆရာတော်တစ်ကိုယ်လုံးဆက်ဆက်တုံသွားလေတယ်။တို့ရရင်အနာကိုတစုံတရာမပြုတ်ပြင်နာဖို့ကိုသာအိမ်မှုကိုပြုတ်ခဲ့သည်ဖြစ်သောကြောင့်ဆရာတော်အားတင်း၍ခံတယ်။နာလိုက်စမ်းဟင်တေးကြရှိရင်လဲတေးလိုက်စမ်းဟင်မိအောင်အောက်တွင်ဆရာတော်၏ထူးခြားသောပြုမှုလှုပ်ရှားမှုများကိုမြင်လိုက်ရသောကြောင့်ဒီတစ်ချိန်တွင်တော့အထူးတုန်လှုပ်ယူသွားရသူမှာဒကမာလေးပင်ဖြစ်ပေတော့တယ်။ဒကမာလေးရှင်ငိမ့်မျက်စိမျက်နှာပြည့်၍ဆရာတော်အနီးသို့ကြပြကြရရောက်လာပြီးဆရာတော်၏ဒဏ်ရာကိုထိတ်လန့်ခြောက်ခြားစွာကြည့်ကငိုမဲ့မဲ့အတန်ဖြင့်ရှောက်ထားလေတော့တယ်။တပည့်တော်မှမှားမိပါပြီဖေဟာ။တပည့်တော်မကိုတီးခံတော်မူပါဖေဟာ။ထို့နောက်ဆရာတော်၏ခြေသလုံးဒဏ်ရာကိုဆွဲကင်တော့မအောင်သင်္ကန်းစာဖြင့်စီးတောင်ပေးတော့မအောင်ပြုသောအခါဆရာတော်ကခက်ထန်ထန်ပြောလိုက်လေတယ်ဟဲ့တကမငါ့ကိုမထိနဲ့နေ့ကိစ္စမဟုတ်ဘူးနေ့မှသာနေထိုအခါဒကမာလေးရှင်ငိမ့်သည်ဆရာတော်အနီးသို့မထွေးဝင်တော့ပဲကြီးစွာသောနောင်နာကြီးဖြင့်ရှာကြီးတငင်ငိုကြွေး၍ဆရာတော်ကိုဥခိုက်တယ်တပည့်တော်မကိုတီးခံတော်မူပါဖေဟာထို့နောက်တွင်မူငိုရှာရင်းနှင့်ပင်နောက်ဆုတ်ကြော့၍ကျောင်းပေါ်မှဆင်းသွားလေတော့တယ်ပညာလွန်သောကွန့်သည်ဝရိယလွန်သောစွန့်သည်တရားလွန်သောလွန်သည်ဟူသောစကားတည်းရှိပေတယ်။သာသနာတော်တွင်ကြည်ညိုထက်သန်လာသောတာလွန်မင်းတရားသည်ကတရားလွန်သူဖြစ်လေတယ်။တာလွန်မင်းတရားကြီးသည်အကျင့်သိက္ခာတွင်၎င်းပညာတွင်၎င်းထူးချွန်ကြော်ကြားလာသောသူဆရာတော်ကိုကြည်ညိုကိုးကွယ်ယုံများဖြင့်မကျေနပ်နိုင်ယဟန္တာတဆူများအထင်ရောက်၍ယဟန္တာဟုတ်၏မဟုတ်၏ကိလေသာကုန်၏မကုန်၏ကိုလည်းသိလိုတော်မူတယ်။ငါသိလိုတာကသိအောင်ဘယ်ပုံပဲနည်းစီစဉ်ဆောင်ရွက်ရပါမလဲနောက်ဆုံးတွင်အကြံတူးတစ်ခုကိုတာလွန်မင်းတရားရခဲ့တယ်ထိုအကြံတူးသည်ကဆရာတော်၏အကျင့်သိက္ခာတမာတိကိုနန်းတွင်သူရှင်ငိမ့်ဖြင့်ဖျားယောင်းဆွဲဆောင်ကြည့်စေခြင်းပင်ဖြစ်တယ်ရှင်ငိမ့်မှာရုပ်ရည်အရွယ်နှင့်ပရိယေကြွယ်ဝမှုတို့တွင်ပြည့်စုံသူဖြစ်၍အထူးတလဲရွေးချယ်ကစနစ်တကျတင်ကြားစီမံဆေလွတ်လိုက်လေတယ်ငါဆရာတော်ဟာယဟန္တာဖြစ်ရင်လဲပို့ပြီးကြည်ညိုရမှာပေါ့ယဟန္တာမဟုတ်လို့ဇန်လျှောလာတယ်ဆိုရင်လဲတက်တော်ရှိသူတော်ကောင်းပညာရှိအဖြစ်ငါကိုးကွယ်အသုံးပြုနိုင်မယ်ငါစီမံချက်ဟာအရှုံးမရှိနိုင်ပါဘူးတို့ရရင်ရှင်ငိမ့်ပြန်ရောက်လာပြီးထိုညကအဖြစ်တစ်နှစ်အကြောင်းကိုမျက်ရည်ဆက်လက်ဖြင့်ရှောက်ထားအစီရင်ခံသောအခါယဟန္တာလောတာမန်လောဟုဝေခွဲရမရနိုင်ဖြစ်သွားနေတယ်ဟဲ့ရှင်ငိမ့်နင်မူသားဆိုနေတာလားမူသားမဆိုဝင်ပါဗျာအမှန်တိုင်းလျှောက်တင်ခြင်းပါဗျာစဉ်းစားရခက်ပါလားအမိန့်ကိုကြောက်ရွံ့လေးစားရသည်ဖြစ်စေစိတ်ကြွယ်ရာတွင်တက်သေးအထူးမရှိသောကြောင့်မိမဟူသည်ဝေလေညာလိုင်းပြောဆိုတတ်သည်ဟုလည်းတောင်လုံးမင်းတရားတန်တရားရှိတော်မူတယ်ထို့ကြောင့်ကိုရိုနိုင်စုံစမ်းတော်အန်ဟုဆရာတော်သတင်းသုံးသည့်တောင်ပီလာတော်ရသို့ထွက်ကြွရန်အစီအစဉ်လုပ်လေတယ်တောင်လုံးမင်းသည်စိတ်ကူးတရက်ရှိနေသောကြောင့်တောင်ကျရေကန်တွင်ဆရာတော်အားဖူးတွေ့မည်ဟုအမိန့်ရှိကရေကန်အနီးတွင်ယာယီတဲနှံကိုအလျင်ဆောက်လုပ်စေတယ်ထို့နောက်တောင်ပီလာသို့ဘရင်ထွက်လာခဲ့တယ်တောင်ပီလာတောင်ထိပ်တောရကျောင်းသို့ရောက်လေသောတောရကျောင်းခေါင်းရင်းဘက်တွင်ထိုင်၍ဓမ္မကလေးနှင့်တံပူတက်နေသောဆရာတော်ကိုအစဉ်သင့်ဖူးတွေ့ရတယ်။ဘရင်သည်ထိုညကအကြောင်းရက်များကိုတစုံတရာမသိလေဟန်ဖြင့်စကားများမဆက်စေဘဲအချောင်းအကြောင်းရင်ကိုသာပဋိသဒါစကားအစဖြင့်ရှောက်ထားလေတယ်။ဥဒုတပါယဘောဇနာတပါယမျှတပါရဲ့လားဖေဟာမျှတပါတယ်ရှင်။ဆရာတော်၏ခြေသလုံးတွင်သင်္ကန်းစားဖြင့်ပတ်စည်းထားသောအနာကိုမြင်တော်လဲမမြင်ဟန်ပြုတ်၍နေလေတယ်။ရှင်ငိမ့်ပြောတာမှန်လေရောသလား။ထို့နောက်မိမိပြုပြင်လူဒန်းသားသောတောင်ကျရေကန်သည်ယနေ့အချိန်၌ကြာမျိုး၅ပါးနှင့်တကွာတစ်ပင်ပန်းမှန်တတရာရှိလောက်ပြီးရေကန်ကိုအနီးကပ်ကြည့်ရှုလိုသောကြောင့်ဆရာတော်လည်းအတူကြွပါဟုလျှောက်ထားလိုက်တယ်။ဆရာတော်လည်းဘရင်နှင့်အတူရေကန်အုပ်စီသို့ထွက်ကြွခဲ့ရတယ်။ဆရာတော်၏လက်တွင်တက်လက်စတံပူချောင်းကလေးနှင့်အတူဓမောက်ကလေးကိုလည်းကင်ဆွဲလျက်ပါလာလေတယ်။ကံမောင်ရိုးသို့ရောက်သောအခါဘရင်ကရေကန်ကအတော့ကိုတာယာပြည့်စုံလာပါပြီဖေဟာ။ဤရေကန်ကိုမြင်လျင်တောသူတောင်သားငါးချောင်းသားတို့ချိုးကျင်တောက်ကျင်ပျော်မြူးကျင်ပေမဲ့ဒါကြောင့်ဆရာတော်တီးနှံ့အသုံးပြုနိုင်ရန်ရေကန်ကိုအဆောင်ထားဖို့လိုပါလိမ့်မယ်။ရေကန်ဆိုတာတတဝါတို့ချိုးရန်တောက်ရန်လှူဒန်းခြင်းမဟုတ်ပါလား။အဆောင်ထားဖို့မလိုပါတကားမင်းမြတ်ရေကန်ဆိုလို့ရေကန်နဲ့ပတ်သက်ပြီးဆရာတော်အားပြဿနာတည်းရဲ့မေးလျှောက်လို့စိတ်ပေါ်လာပါတယ်ခွင့်ပြုတော်မူပါဖေဟာမေးစရာရှိလျင်မေးပါဖြေနိုင်လျင်ဖြေရမှာပေါ့ခီးသွားတစ်ယောက်ဟာအလွန်ဝေးလံတဲ့ခီးကိုနေပူစကားထဲမှာသွားရလို့အလွန်ပင်ပန်းနေပါတယ်ဘယ်နေရာမှမတွေ့လို့မတောက်ခဲ့ရပါအဲ့ဒီခီးသွားဟာအခုလိုချာမျိုး၅ပါးနဲ့အလွန်တာယာကြည်လင်တဲ့ရေကန်ကြီးကိုမမျော်လင့်မဲဘွားကနေတွေးလိုက်ရမယ်ဆိုရင်မတောက်ဖဲမချိုးပဲနေနိုင်မှမလားဆရာတော်ဗျာ
နေနိုင်တဲ့တကတော့ပညာရှိသူတတ္တိရှိသူမှန်လျင်နေနိုင်အောင်ဒီရေကန်ဟာအစိမ့်သိမ့်နေသလားအနေရရှိသလားအရင်စုံစမ်းပေးလိမ့်မယ်ရေကန်ကိုစူးစမ်းပြီးမှချင်းကပ်တဲ့ဘုရားရှင်ရဲ့ဒေဝဓမ္မဇတ်တော်လဲအထင်ရှားရှိပေတဲ့တကတော့ဤချိန်တွင်ဘယင်သည်အဘယ်သို့ရည်ရွယ်၍လျှောက်ထားနေသည်ကိုဆရာတော်ရိပ်မိပေပြီဟိုညကရှင်ငိမ့်ဆိုသောတက္ကမလေးကိုလည်းဆရာတော်သတိရလိုက်တယ်ရှင်ငိမ့်ဆိုသောတက္ကမသည်ဤအနီးရွာ၌မရှိသည်ကိုကပ္ပိယကြီးမှတဆင့်ဆရာတော်စုံစမ်းသိရှိပြီးခဲ့ပြီထို့ပြင်တက္ကမလေး၏ရုပ်ရည်တွင်ပြင်အမူအရာတို့မှလည်းတော်ရင်းသူမဟုတ်သည်ကိုဆရာတော်စဉ်းစားမိခဲ့ပြီ။အော်လက်ဆတတော်ငါကိုတီလာဆန်းတဲ့တကားတော်မင်းမြတ်ရဲ့လက်ချက်ပါလား။စကားအဖြစ်တော့လှပချောမောပါတယ်ဖေ။သို့တော်လဲကာယကံမြောက်မှမချိုးမတုံမဲနေနိုင်ပါလိမ့်မယ်မထင်ပါ။မိမိအန္တရာယ်ကိုသိတဲ့တန်တရားခရီးတဲ့အဖို့နေနိုင်မိတဲ့တကားတော်မှန်လားပါဖေ။နေနိုင်နေပဲထားပါတော့သို့တော့လူသူကင်းစိတ်တဲ့ဒေါ်ကြီးလည်းမှာရေကန်ကိုမချိုးမတုံခဲ့ပါဘူးလို့အဖေသက်တွေနဲ့ခိုင်မာအောင်ပြောနိုင်မှာမလဲဖေ။ဘယင်ဤတမျိုးတမီသောအကြည့်အတိတ်ပဲကိုဆရာတော်သိသည်ဘယင်သည်တန်တရားစိတ်ဖြင့်တက်သေးကံတောင်းနေပြီကောမှတ်မိတဲ့တကတော့သူ့မှာတက်သေးမရှိ၍ယုံကြည်အောင်တက်သေးပြနိုင်မှုတော့ခက်တယ်သို့တော့လူတက်သေးမရှိပေမဲ့ဟောရီဓမောက်တက်သေးတော့ရှိပေတယ်ခရီးတဲ့ရဲ့တီလာစင်ကြယ်ခြင်းမစင်ကြယ်ခြင်းကိုဤဓမောက်ကပင်တက်သေးခံနိုင်ကောင်းစရာရှိပါတယ်တကတော့မင်းမြတ်ရှုပါလောစကားအစုံ၌ဆရာတော်သည်ဓမောက်ကိုရေကန်ထဲသို့ပစ်ချလိုက်တယ်ထိုအခါဓမောက်သည်ရေတွင်မြုံမသွားပဲတက်ရှိငါးတကောင်ကုတ်ခတ်နေတဲ့ကဲ့သို့တလန်းလန်းတောင်တောင်ဖြင့်ရေကန်တစ်ဖက်ကန်းသို့ကူးသွားလေတယ်။အိုးစမ်းကြယ်လိုက်တာဒါဟာသစ္စာတရားရဲ့အာနုဘော်ကြောင့်ဖြစ်တယ်။ဖះယုံနိုင်ကြတော့မရှိပါလား။မမျော်လင့်သောအချိန်အရာကိုဘယင်နှင့်တကွမူကြီးမယာသေနာပတိအားလုံးမြင်တွေ့လိုက်ရသောကြောင့်မဖြစ်စဘူးထူးခဲ့သောမြင်ကွင်း၌ရင်သက်ရှူမောအံ့ဩကုန်ကြ၏။ထို့နောက်တွင်မူတာလုံမင်းတရားသည်ဆရာတော်၏ခြေစုံကိုညွတ်တော်ဥခိုက်မိတော့၏တပည့်တော်မှားမိပါပြီဖေ။ဆရာတော်ရဲ့သီလသိက္ခာကိုယုံမှား၍မဟုတ်ပါကြည်ညိုလွန်း၍အကြံထူးကြံစီမိခဲ့ပါတယ်တိခံတော်မူပါဖေ။မူကြီးမယာအားလုံးတို့သည်လည်းကံမော်တလျှောက်တွင်ပြပြဝတ်ရှ िख ိုးကြတော့တယ်တိခံမာဤတကားတော့မိမိအပြစ်ကိုအပြစ်ဟုသိ၍တောင်းပန်လျင်သူတော်ကောင်းဖြစ်တော်တယ်ထိုအပြစ်ကိုနောင်တွင်မကျူးလွန်မိအောင်တော့စင်ကြယ်လျင်ပညာရှိဖြစ်ပေတယ်တာဓုအကျင့်သိက္ခာကုံပညာကုံတို့ကြောင့်ငယ်စဉ်ကပဇင်းကျော်ကြီးလာလျင်တိပိဋကတ်အကျော်မဟာတိပိဋကတ်အကျော်ထိုးထွက်လျင်တောင်ပီလာအကျော်ဟူ၍၎င်းအကျော်တွင်အကျော်ဆင့်၍ကြော်ကြားခဲ့သောဆရာတော်သည်ထိုအချိန်မှစ၍အကျော်တရက်ထက်ဆင့်တိုးဝါကဓမ္မကူးဆရာတော်ဟုအကျော်တေးရအမိတွင်ခဲ့လေသည်တည်း